ထပ်ပိုင်းဒေတာစားစာဖြစ်တဲ့ခင်ပေါင်းတို့ပိနေတီစုပုတ်တို့ကစော်ဒီတို့ကျဟင်းကားဒီတို့ခင်ပေါင်းကျော်တို့လည်းကျွန်တော်ရပါတယ်ကျွန်တော်တို့ဆိုင်မှာဆိုရင်အသားဟင်းတစ်မျိုးမှာလိုက်တာနဲ့အရန်ဟင်းနဲ့ထမင်းကိုဘူဖေးသုံးဆောင်နိုင်မှာဖြစ်ပြီးတော့လူတအုပ်ကို12000 13000ဟင်းမျိုးစောက်ပုံမူတည်ပြီးတော့ဝယ်ပြနိုင်ပါတယ်ကျွန်တော်ပန်းမဲ့ဆိုင်ထမင်းဆိုင်ကြီးကိုအရင်ကတော့ကောလင်းရှိုးမြကြီးနားလမ်းမကြီးပေါ်မှာဖွင့်ခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့မန္တလေးမြို့ကိုရောက်ရှိခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တို့ဆိုင်မှာဆိုရင်တော့အသားဟင်းမျိုးစုံရပါတယ်ကြက်သားဝက်သားအမဲသားစိတ်သားကွက်ကလေးစားပြီးတော့ယာဒီပေါ်အစားအစာလေးလည်းကုန်ရပါတယ်အရန်ဟင်းတွေကအနည်းဆုံး5မျိုးကနေ6မျိုးထက်ပါပါတယ်နေ့စဉ်နဲ့အများတော့အရန်ဟင်းတွေကအပြောင်းလဲရှိနိုင်ပါယာဒီပေါ်အစားအစာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပန်းမဲ့ဆိုင်မှာအဓိကဟင်းလေးဖြစ်တဲ့ဟင်းပေါင်းလေးမှာဆိုရင်တော့ဟင်းတူးနွယ်တို့မိုးတို့ရွှေဖျုံဒီတို့ငပြောဘူးတို့အစုံပါပါတယ်ဟင်းပေါင်းစုံလေးပေါ့ပြီးတော့ကျွန်တော်အရင်ဟင်းတွေထဲမှာဆိုရင်ထပ်ပိုင်းသားကြီးကြိုက်တဲ့ပိနေတီနဲ့စုပုတ်ချက်လေးလည်းပါတယ်ပြီးတော့ချက်မောင်ကျော်ထဲမှာဆိုရင်အများနဲ့မတူတဲ့ဒဇော်ဒီလေးတွေထည့်ပြီးတော့မှချက်ပြုတ်ထားလည်းပါပါတယ်ဆန်ကိုဆိုရင်အဓိကရွှေဘပေါ်ဆန်းမွေးတစ်ခုတည်းပဲအဓိကထားသုံးထားပါတယ်အလူပွဲမင်္ဂလာပွဲအတွက်သမင်းအထူးအော်ဒါများကိုလည်းလူ20စားနေပြီးတော့မှ100 200အထိလက်ခံနေပါတယ်အော်ဒါမာယူမယ်ဆိုရင်တော့ဖုန်းနံပါတ်43568933ကိုဆက်သွယ်ပြီးတော့လည်းမာယူနိုင်ပါတယ်ကျွန်တော်ထမင်းဆိုင်ကိုလာရောက်သုံးဆောင်တဲ့ဧည့်သည်တော်များအေးချမ်းချမ်းသုံးဆောင်နိုင်ရန်အတွက်လည်းကျွန်တော်တို့အေယာကွန်ကန်းများလည်းထားရှိထားပါတယ်ကျွန်တော်တို့ဆိုင်ရဲ့လိပ်စာလေးကတော့60နှစ်လမ်းမကြီးတုတ်ပီကွေးအကျော်1နှစ်4 1နှစ်5ကြားမှာဖြစ်ပါတယ်ထမင်းဆိုင်လေးဖွင့်ချိန်ကတော့မနေ့9နာရီခွဲဆိုရင်ဟင်းအစုံရပြီပြီးညဆိုရင်တော့9နာရီခွဲထိဖွင့်ပါတယ်ထပ်ပိုင်းကောလင်းရတာမြန်မာထမင်းစစ်စစ်များကိုသုံးဆောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ပန်းမြိုင်ဆိုင်မြန်မာထမင်းဆိုင်ကြီးကိုလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါတယ်